everyone, welcome back. အားလုံးပဲမင်္ဂလာပါကျွန်တော် page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အားလုံးပဲသိရတဲ့အတိုင်းလာမယ့်ချက်သားရင်းနေ့ဆိုလို့ရှိရင်ကျွန်တော်2026 New Year ကိုရောက်ပြီပေါ့နော်ဆိုတော့2026မှာကိုပြည့်ရှင်တဲ့ goals တွေအကုန်လုံးကိုဖြစ်ဖို့အတွက်တော်တော်များများကကျွန်တော် vision board တွေဖန်တီးကြရတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်လည်းအပါဝင်ပါပဲကျွန်တော်2024-2025မှာ vision board တွေဖန်တီးခဲ့ပါတယ်ဒီတော့2026အတွက်ကိုလည်း vision board ဖန်တီးမယ်ပေါ့နော်အဲ့ဒါမှဖန်တီးခင်မှာ2025မှာကျွန်တော်လုပ်ခဲ့တဲ့ goals တွေကိုအောင်မြင်ခဲ့လားဆိုတာကိုကျွန်တော်တူတူ reflect ပြန်လုပ်ပါမယ်ဆိုဒီတော့ဒါကကျွန်တော်2025တုန်းကဖန်တီးခဲ့တဲ့ vision board ပေါ့နော်အဲ့ဒီ vision board ထဲမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ပထမဆုံး target ကကြတော့ consistency ပေါ့နော်ကျွန်တော် video တွေ upload လုပ်တာတွေကိုဆွဲရှိနဲ့တင်ဖို့ပေါ့နော်အဲ့တော့ဒီ course အနေနဲ့တော့ကျွန်တော်ကအောင်မြင်ခဲ့တယ်လို့ပြောရပါမယ်ဘာလို့လဲဆိုတော့ကျွန်တော် Facebook မှာကော YouTube မှာကော video တွေလာတိုင်းတင်နိုင်ခဲ့တယ်ပေါ့နော် short video တွေလည်းကျွန်တော်တင်ခဲ့တယ်ပြီးရင်နောက်တစ်ခုကောင်းတာက Facebook မှာဆိုလို့ရှိရင်ကျွန်တော်ဒီ content writing ပေါ့နော် knowledge share ရဲ့အနေနဲ့လည်းကျွန်တော် writing post လေးတွေတင်ခဲ့ပေးပါတယ်YouTube မှာဆိုလို့ရှိရင်ကျွန်တော်ဒီ2025တစ်နှစ်လုံးမှာ video 32ပုတ်တင်နိုင်ခဲ့ပါတယ်ပြီးရင် money ပေါ့နော်ကျွန်တော်ရဲ့ဒီ financial ဘိုင်းအနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်2025တစ်နှစ်လုံးမှာတေချာပတ်ဆက်ရှာနိုင်ခဲ့တယ်ပြီးရင်ကျွန်တော်ဒီ summer break မှာဆိုလို့ရှိရင်လည်းကျွန်တော် full time လုပ်ပြီးတော့ပတ်ဆက်တွေစွန့်နိုင်ခဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ခီးလဲသွားနိုင်ခဲ့ပါတယ်ကျွန်တော်ရဲ့မွေးလာဖြစ်တဲ့ကျွန်တော်လာမှာကျွန်တော် Scottish Highland ကို travel လုပ်နိုင်ခဲ့တယ်အဲ့ဒီ travel blog လေးတွေလည်းကျွန်တော်တင်ပေးထားတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် beach ကိုလည်းသွားပြီးတော့လဲပြီးလို့ရှိရင် cosmetic ပေါ့နော် main ကလေးတိုင်းအတွက်ဘာမှဖြစ် goals ပေါ့ကျွန်တော် cosmetic အနေနဲ့လည်းကျွန်တော်လိုချင်တဲ့ cosmetic လေးတွေကို collect လုပ်နိုင်ခဲ့ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်စီဒီ2025 goals တွေကအရင်မများဘူးပေါ့နော်ဒါပေမဲ့ကျွန်တော် target ထားတဲ့ goal တွေအကုန်လုံးကိုကျွန်တော်အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ကျွန်တော်တခုမလုပ်နိုင်တာကကြတော့ follower group ပေါ့နော်ကျွန်တော် follower တွေတော့အရင်ဒီ group ဖြစ်ခဲ့ဘူးဒါပေမဲ့ကျွန်တော်ဒီ2025မှာကျွန်တော် consistent ကောင်းနဲ့ video တွေ upload လုပ်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော် YouTube မှာဆိုလို့ရှိရင် follower တော်တော်တိုးသွားတယ်ကျွန်တော်ဒီ2025အစပိုင်းမှာဆိုလို့ရှိရင် follower ကကျွန်တော်ထင်တယ်100-200ဝန်းကျင်ပဲရှိမယ်ထင်တယ်ကွာဒါပေမဲ့ကျွန်တော်ရဲ့ follower က990လောက်ထိရောက်သွားပါပြီဆိုပြောမယ်ဆိုရင်အောင်မြင်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ target goals ကိုတော့မရခဲ့ပါဘူးဆိုတော့ vision board လုပ်ခြင်းအပြင်ကျွန်ရဲ့ goals တွေကိုeffect ကောင်းကောင်းရခဲ့လားဆိုတော့ of courseကျွန်တော်ဒီ vision board လုပ်ခြင်းအပြင်ကျွန်ရဲ့ goals တွေအများကြီးကိုကျွန်တော်အောင်မြင်ခဲ့ပါတယ်ဆိုဒီတော့တချို့ goals တွေကိုအောင်မြင်မသွားဘူးပေါ့နော်အဲ့ဒီတော့ဒီ2026မှာကျွန်တော်ချထားတဲ့ goals တွေအကုန်လုံးကိုအောင်မြင်ခြင်းနဲ့အဲ့ဒီတော့ကျွန်တော်က vision board ဖန်တီးမယ် vision board အပြင်ကိုမှကျွန်တော်ကအဲ့ဒီ goals တွေနောက်မှာ plus system နဲ့သွားပါမယ် system နဲ့ဘယ်လိုသွားမလဲဆိုလို့ရှိရင်ကျွန်တော်ကဒီ Notion app ကိုအသုံးပြုမယ်ပေါ့နော် Notion app ထဲမှာကျွန်တော် weekly planner လေးတွေဖန်တီးထားပါတယ်2026အတွက်ကျွန်တော် vision board ဖန်တီးခင်မှာပေါ့နော်2025ဟာကို reflect လုပ်ခဲ့တယ်အဲ့ဒီတော့ကျွန်တော်သိခဲ့ရတာတခုကဘာလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်ပြမယ်ကျွန်တော်က2025မှာ goals တွေအောင်မြင်ဖို့အတွက်ကိုကျွန်တော်က daily schedule ထားရပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ April က daily schedule ပေါ့နော်ကျွန်တော်ရဲ့ schedule က full ဖြစ်နေတယ်ပြီးတော့ကျွန်တော်အကုန်လုံးကိုလည်းအောင်မြင်အောင်လုပ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာကြည့်လိုက်မေလရောက်သွားပြီမေလရောက်တဲ့အခါမှာကျွန်တော်ရဲ့ daily schedule တွေကိုကြည့်လိုက်မရှိတော့ဘူးတချို့ရက်တွေမှာဆိုရင်ဖြတ်တာကြီးဖြတ်တယ်ရက်တော်တော်များကျွန်တော်မလုံးနိုင်ခဲ့ဘူးကွာအဲ့တော့ကျတော့ဒါဘယ်လိုဖြစ်တာလဲဆိုတော့ကျွန်တော် ban out ဖြစ်သွားတာပေါ့နော်အဲ့တော့ exam week လည်းဖြစ်တယ်ပြီးလို့ရှိရင် part time တွေလောက်ရတယ်ဆိုတော့ကွာပြီးရင် motivation ရှိတဲ့ရက်ဆိုလို့ရှိရင်ကျွန်တော် periodic ကောင်းကောင်းဖြစ်ပြီးတော့ motivation မရှိဘူးဆိုရင်ကျွန်တော်လုံးဝမလုံးနိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်2025မှာဒါကိုတီးလိုက်ရတော့2026အတွက်ကိုကျွန်တော်ဖန်တီးတဲ့အခါမှာကျွန်တော်က daily focus မထားတော့ဘူးဘယ်လိုထားမလဲဆိုလို့ရှိရင် month alike ပေါ့နော်ဒီ month မှာတော့ငါက goals ဘယ်နှခုတစ်ခုဆိုတစ်ခုနှစ်ခုဆိုနှစ်ခုကိုလုံးနိုင်တဲ့ပမာဏပဲကျွန်တော်ထားမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်က weekly နဲ့ monthly ဆိုပြီးတော့ focus လုပ်မယ်ပေါ့နော်ဒီ daily focus မလုပ်တော့ပါဘူးအဲ့တော့ကျတော့တချို့ရက်တွေမှာကျွန်တော် result လုပ်ချင်လုပ်မယ်နောက်ရက်မှာဆိုလို့ရှိရင် productivity ကောင်းကောင်းနဲ့ကျွန်တော် goals ကိုအောင်မြင် focus လုပ်နိုင်မယ်ပေါ့နော်အဲ့လိုမျိုး plan ထားပါတယ်ဆိုတော့ဒီ vision board မလုပ်ခင်မှာကိုအဓိကဖြစ်ချင်တဲ့ goals တွေကိုအရင်ဆုံးချရေးပါပြီးရင်တော့ဒီလမှာဆိုရင်ငါက goals ဘယ်နှခုကိုအောင်မြင်အောင်လုပ်မယ်ဆိုပြီးတော့ကျွန်တော် schedule ချရပါမယ်ပြီးရင်အဲ့ဒီနောက်မှာကိုအောင်မြင်ခြင်းတဲ့ goal တစ်ခုချင်းစီအတွက်ကိုဘယ်လိုမျိုး action တွေလုပ်မယ်ဆိုလို့ရှိရင်တော့ငါကဒီ goals ကိုအောင်မြင်မလဲဆိုပြီးတော့ကျွန်တော်က system နဲ့တွားရပါမယ်ဆိုတော့ကိုယ့်ရဲ့ goals တွေကိုမြင်သာအောင်လုပ်ဖို့အတွက်ကျွန်တော် vision board ဖန်တီးပါမယ်ကျွန်တော်ကတော့ vision board ဖန်တီးဖို့အတွက်ကို Pinterest ကနေပြီးတော့ပုံလေးတွေရှာပါတယ်ဒီပုံလေးတွေရှာတဲ့အခါမှာကိုဖြစ်ရှင်တဲ့ goals နဲ့ကိုက်ညီတဲ့ကိုယ့်ရဲ့ type နဲ့ကိုက်ညီတဲ့အနည်းဆက်ဆုံးတူတဲ့ပုံလေးတွေကိုရှာဖို့အကြံပေးချင်ပါတယ်
ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေထဲမှာခုနှစ်မှစပြီးတော့ vision board ကိုပထမဆုံးစလုပ်မဲ့သူဆိုလို့ရှိရင်တော့ပထမဆုံးအဆင့်အနေနဲ့2026တနှစ်လုံးမှာကိုပြည့်ချင်တဲ့ goals တွေအကုန်လုံးကိုအရင်ဆုံးချရေးလိုက်ပါပြီးလို့ရှိရင်တော့ဒီ goals တွေနဲ့ကိုက်ညီတဲ့ပုံလေးတွေကိုကျွန်တော်က Pinterest မှာရှာလို့ရပါတယ်အဲ့ဒီမှာ Pinterest မှာပုံလေးတွေရှာပြီးပြီဆိုရင်ကိုကြိုက်တဲ့ပုံလေးတွေကို save လုပ်ပါအဲ့ဒါပြီးရင်တော့ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ Canva ဆိုတဲ့ application ကိုသုံးပြီးတော့ကျွန်တော် vision board ဖန်တီးရပါမယ် vision board လုပ်တဲ့အခါမှာအရေးကြီးတဲ့အချက်၃ချက်ရှိပါတယ်ပထမဆုံးတစ်ချက်ကကိုပြည့်ရှင်တဲ့ goals တွေနဲ့ကိုက်ညီတဲ့ပုံကိုရှာနိုင်ရပါမယ်ဒုတိယအချက်အနေနဲ့ကဒီပုံတွေကို vision board မှာစီတဲ့အခါမှာကျွန်တော်ကတည်တည်ချာချာအရေးကြီးတဲ့ goals အလိုက်ဆိုပြီးတော့စီစဉ်ရပါမယ်။နောက်ဆုံးအချက်အနေနဲ့ကကြတော့ vision board လုပ်ပြီးသွားရင်ကိုအမြဲတမ်းမြင်နေနိုင်မဲ့နေရာမှာထားပေးရပါမယ်။ဒါမှသာကိုကဘယ် target ဘယ် flow နဲ့သွားနေရဆိုပြီးတော့ကိုယ့်ရဲ့ direction ကိုကောင်းကောင်းမြင်နိုင်မှာပါ။ခုဆိုရင်တော့ကျွန်တော်က vision board လုပ်ဖို့အတွက် Canva app ထဲမှာလုပ်နေပြီပေါ့နော်။ဒီလုပ်တဲ့အခါမှာကျွန်တော် site တွေရွေးလို့ရပါတယ်။ကျွန်ဆိုရင်အမြဲတမ်းမြင်နေမဲ့နေရာမှာထားရမလို့ laptop ရဲ့ wallpaper နဲ့ iPad ရဲ့ wallpaper မှာနှစ်ခုလုံးထားပါတယ်။အဲ့ဒီမှာကျွန်တော် site တွေမတူဘူးပေါ့နော်။ဒီတော့ Canva ကိုဝင်ချင်းနေရာမှာကျွန်တော်က create ကိုနှိပ်မယ်။နှိပ်ပြီးတဲ့အခါမှာ site ကို iPad ဆိုရင် iPad site, phone wallpaper ဆိုရင် phone wallpaper site ကိုကျွန်တော်ရွေးချယ်ပြီးတော့ create လုပ်လို့ရပါတယ်။ပြီးရင်တော့ကိုဖန်တီးထားတာလေးကို download လုပ်လို့ရပါပြီ။ကျွန်တော်ကတော့ wallpaper အနေနဲ့ထားလိုက်ပါတယ်။ဒါကတော့ကျွန်တော်2026 goals တွေကိုအောင်မြင်အောင်လုပ်ပေးမယ် life system ပေါ့နော်အဲ့ဒီမှာကျွန်တော်က daily အတွက်ကို planner လေးတွေ habit tracker လေးတွေထားပါတယ်ဒါဆိုရင်ကျွန်ဖန်တီးထားတဲ့ weekly planner ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ week တစ်ခုချင်းစီအတွက်ကိုအဓိက focus ထားရမယ့်ဟာကိုပဲလုပ်ထားပါတယ်ပြီးရင်ကျွန် content planner တို့ habit tracker လို့လည်းလုပ်ထားတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကြတော့ goals ပေါ့နော်အဲ့ဒီမှာကျွန်က2026အတွက်ကျွန်ကနာတော့ဖန်တီးထားတဲ့ vision board တွေက goals တွေကိုဒီမှာလဲလာပြီးတော့ဖန်တီးထားပါတယ်ပြီးရင်ကျွန် monthly goals ဆိုပြီးတော့တစ်လချင်းစီမှာ focus လုပ်ရမယ့် goals တွေကိုပြန်ထုတ်ထားတယ် personal အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်ကတစ်လချင်းစီမှာ reflect ပြန်လုပ်မယ်ကိုအောင်မြင်ခဲ့တဲ့ဟာတွေကိုခြာရေးမယ်ပေါ့နော်ဒါမျိုးလေး plan လုပ်ထားပါတယ်ခုဆိုရင်တော့2026မှာကျွန်ပြည့်ချင်တဲ့ goals တွေအကုန်လုံးကိုအောင်မြင်အောင်လုပ်ဖို့အတွက် system ကိုလည်းကျွန်ကလုပ်ပြီးသွားပြီပေါ့နော်ကျွန်ရဲ့ဗီဒီယိုလေးကိုကြည့်ရတဲ့သူတွေလည်းကျွန်နဲ့အတူတူ vision board တွေ system တွေဘယ်လိုလုပ်ရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်ဒီတော့2026အတွက် ready ဖြစ်နေပါပြီကျွန်တို့အတူတူချထားတဲ့ goals တွေအကုန်လုံးကိုအောင်မြင်အောင်ကြိုးစားကြမယ်နော်အားလုံးပဲ good luck for new year bye bye see you in next video